မနာမည်ကတော့စင်ဦးဖြစ်ပါတယ်။တာဂက်တဲ့73ရက်ကွက်မှာပါတီမဲ့ကိုစုံဆိုင်လေးဖွင့်ထားပါတယ်။ကျမဒီဇိုင်းဖွင့်တာတော့စနေလောက်ရှိပြီပေါ့နော်။ဆိုင်စဖွင့်တော့ကတော့အရင်လေးငွေ2သိန်းလောက်နဲ့စခဲ့တာပေါ့နော်။မုတ်လေးနည်းနည်းနဲ့အေးလေးနည်းနည်းလောက်ပဲတတိလေးကနေဆန်းစခဲ့တာပါရှင်။ကျမအခုလောက်ဆိုရင်တော့အနေထားတစ်ခုလောက်တော့ရောက်လာပြီပေါ့နော်။ကျမဒီထက်ပို့ပြီးတော့လုပ်ငန်းတွေထိုးချက်ပြီးတော့လက်လီလက်ကပေးနိုင်တဲ့တိုင်းချင်းတစ်ခုဖြစ်အောင်တော့ကျမရွေထားပါတယ်ရှင်ရက်ွက်ထဲကနေပြီးတော့ Miss Way တူကနေပြီးတော့ဒုံအကြောင်းလေးပြောပြတော့အကနေပြီးတော့ကျမဆိုင်လေးလဲပစ္စည်းလေးလေးစုံစုံလေးဖြစ်အောင်ဒုံနဲ့ပဲစတင်လက်တွဲခဲ့ပါတယ်ရင်းတော့ကိုရှိတဲ့အားလေးနဲ့ကျင်းခဲ့တာပေါ့နော်ပထမအောင်ဆုံးဒုံးနဲ့စားလက်တွဲတယ်နောက်ပစ္စည်းလေးတွေဖြည့်ထားနိုင်တယ်အခုဆိုရင်တော့အလှကုန်တွေစံစီစံငရုတ်ကျက်သွန်တွေနောက်အေးတွေမုတ်ဆိုင်တွေပစ္စည်းတွေတော့လည်းတော့စုံလာပြီပေါ့နော်နောက်တက်လဲချင်းငွေတွေနဲ့တော့စတင်ပြီးတော့လုပ်ငန်းထုတ်ချက်ဖို့တော့စီစဉ်ရှိပါတယ်ရှင်စားတော့ဒုံးစီကချင်းငွေတစ်ခုလေးယူခဲ့တာပေါ့နော်အဲ့ချင်းငွေလေးကိုတေချာသုံးပြတဲ့အတွက်ဆိုင်လေးလည်းပို့ပြီးပြလေးတော့တင်ထားနိုင်တယ်အဲ့ဒါကိုတိမဲ့ပြုတဲ့အနေနဲ့ဒုံးကနောက်ထပ်ချင်းငွေလေးထပ်ချပေးတဲ့အတွက်ကျမဆိုင်လေးလည်းဒီထက်ပို့ပြီးပြည့်စုံလေးဖြစ်သွားတာပေါ့နော်ဒုံးကဆရာမတွေကလည်းဝန်ဆောင်မှုကောင်းတယ်ချင်းငွေလျှောက်တဲ့ခါကျရင်လည်းဆရာမတွေအများဆုံးကူညီတယ်အဲ့ကြောင့်မို့ဒုံးကဝန်ဆောင်မှုကောင်းပါတယ်လုပ်ငန်းတစ်ခုစမယ်ဆိုတာနဲ့ထင်ထားတာတွေတော့မကုန်တတ်တာပေါ့နော်အဲ့အတွက်စလို့ဖို့တော့ကြောက်ပါနဲ့ပထမဦးဆုံးစတင်လောက်ကင်ဖို့ပဲလိုပါတယ်သူကြာလာတော့သူပြန်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်လုပ်ငန်းတစ်ခုစပြီးအဆင်ပြေတာနဲ့နောက်လုပ်တွေကလည်းသူအလိုလိုအဆင်ပြေသွားပါလိမ့်မယ်ဒုံးလေဒီထက်ပို့ပြီးတော့အောင်မြင်ပါစေကျမတို့တို့အလုပ်သေးလေးရနေပြီးတော့ထပ်ပြီးတော့စီးပွားရေးတွေအများကြီးလက်တွဲနိုင်မဲ့လုပ်ငန်းရှင်အများနဲ့လေအများကြီးလက်တွဲနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်